အခုကအိမ်တော်ရောက်နေတာ The Round House ပေါ့နော် Candle ကြီးက The Round House ကိုရောက်နေတာဘာလို့ရောက်နေလဲဆိုတော့ဒီနေ့ bridal shower လေးတစ်ခုဆင်ပေးစရာရှိရပေါ့နော်အဲ့တော့ပြောရမယ်ဆိုရင်ဒီ The Round House မှာဒီနေ့ဆင်ပေးလိုက်တဲ့ bridal shower လေးကအရန် color match ဖြစ်တယ်ဘာလို့ဆိုတော့တစ်ခါလေးပြပေးမယ်နော်ကဲဒါကတော့အိမ်တို့စီစဉ်ပေးလိုက်တဲ့ bridal shower photo proof လေးပေါ့နော်သူကအဖြူနဲ့အနီလေးကိုပဲအသားပေးသုံးထားတဲ့ thing လေးပေါ့အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်း The Round House ကဒီမှာတစ်သားခုံနေနဲ့သူ့ရဲ့ color အခန်းအနေအထားကအဖြူတွေအညိုတွေနဲ့သွားတာဖြစ်တဲ့ကြောင့်ဒီနေ့ဆင်တဲ့အနီရောင်အဖြူရောင် thing လေးနဲ့က furniture တွေနဲ့အထိပါ light ဖက်နေမျိုးရှိနေတယ်အဲ့တော့ဒီနေ့ဘာတွေထည့်စီစဉ်ပေးလဲဆိုတော့ရှင်းပြပေးမယ်ပေါ့နော်အဲ့တော့ကဲဒီမှာဒါနောက်ကဖိုတိုပူကိုရှစ်ပင်လေးစီစဉ်ပေးဖြစ်တယ်ပြီးတော့လို့ရှိရင်ဒရိုသာမျက်နှာပုံလေးတွေ6ခုလောက်ထုတ်ပေးထားရပေါ့နော်အဲ့တော့ဒါအပျော်ပေါ့ပြီးရင်နောက်ထပ်ပါလေးလဲဆိုတော့ဒီမှာဖိုတိုမောလို့ဒါပါလဲ game ပေါ့ bride ကိုဘသူအကောင်းကောင်းတည်လဲဆိုတဲ့ game လေးဒီထဲမှာ game ထဲမှာ bride နဲ့ပတ်သက်တဲ့မွေးနေ့တွေပြီးလို့ရှိရင်သူကြိုက်တဲ့ TV show ရပါတွေလဲပေါ့စသည်ဖြင့်ဒါလေးတွေတငယ်ချင်းတွေထဲမှာဂိမ်းဆော့လို့ရမယ်ပေါ့နော်နေတဲ့အကြောင်းဘယ်လောက်တီလာဘယ်လောက်တီလဲစသည်ဖြင့်ပေါ့ပြီးရင်စပွဲမှာလည်းဒီလိုမျိုးပန်းအိုးလေးတွေထိုးပေးထားရတယ်ပြီးရင်မ name tag လေးတွေလည်းထည့်ပြီးစီစဉ်ပေးထားတယ်ပေါ့နော်မနာမည်လေးနဲ့name tag လေးစီစဉ်ပေးထားတယ်ထုံးစံတိုင်းအောက်မှာမြခင်းတူလေးခင်းပေးတယ်ပြီးရင် candle လေးတွေလည်းထည့်စီစဉ်ပေးထားတယ်နောက်အခုဆိုလို့ရှိရင် bright shower မှာအင်ကြီးလေးတွေပါထည့်ပြီးတော့စီစဉ်ပေးလာချရတယ်ပေါ့နော်အဲ့အတွက်ချက်မှာအယုံမလေးလေးစီစဉ်ပေးထားတယ်အခုအင်ကြီးကမရောက်လာသေးတဲ့အတွက်ကြောင့်အယုံမအင်ကြီးမပါဘူးဖြစ်နေအဲ့တော့ဆလွယ်လေးပါမယ် veil လေးပါမယ်ဒီအယုံမလေးလေးထည့်စီစဉ်ပေးထားတယ်အခုပြတဲ့ဟာအကုန်လုံးကဒီ carry on အိမ်တို့စီစဉ်ပေးထားတာပေါ့နော်အဲ့တော့ photo booth ကလည်း10ပေ4ပေပါမယ်ဘောလုံးကတော့လုံးဝဒီတစ်ခါအရင်တော့လည်းအဲ့လိုတယောင်လဲစင်ပေးတာရှားတယ်ပေါ့နော်အခုကဘောလုံး base ကလုံးဝအနီရောင်ပဲသုံးပေးထားတယ်အောက်ခံကအဖြူရောင်နည်းနည်း floral လေးတွေထည့်ထားတဲ့အတွက်ကြောင့်သူက design ကနောက်ဆုံး final ဆင်ပြီးတဲ့အခါမှာဒီလိုမျိုးလေးရုပ်ထွက်လေးကကြွသွားတယ်ပေါ့နော်အဲ့တော့နောက်ပိုင်းတကယ်တယောင်လဲသုံးချင်တဲ့လူတွေလည်းဒီလိုလေးဆင်လို့လှပါတယ်အဲ့တော့အဆုံးထိကြည့်ပေးတဲ့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့မယ်နော်တတား